အားလုံးပဲမင်္ဂလာပါဒီနေ့ vlog ကတော့အခုရိုက်နေတဲ့ကင်မရာပေါ့နော် Osmo Action 6ပေါ့နော်အဲ့ဒီဥစ္စာကိုကျွန်တော်စမ်းသပ်မှာဖြစ်ပါတယ်ဘယ်လိုစမ်းသပ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်အခု gym သွားနေတယ်အဲ့ gym သွားတဲ့ဥစ္စာကို vlog လုပ်ပြီးပေါ့နော်ရိုက်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့2 နာရီလောက်လဲအချိန်ရတော့ easy ရိုက်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒီကင်မရာရဲ့ပထမဆုံး video ပဲဖြစ်ပါတယ်အခုတော့ကျွန်တော်ဒီကောင်းမှာပါတဲ့ original mic နဲ့ပြောနေဖြစ်ပါတယ်မြင်ခွင့်ရတော့ကြည့်ရတာကောင်းပါတယ်ကျွန်တော်မှာ Osmo Pocket 3ဝယ်တာရှိတယ်ပေါ့နော် Osmo Pocket 3ဝယ်တာကနေမှာဘာလို့ Action 6ကိုဝယ်လဲဆိုလို့ရှိရင်တော့အဓိကဒီ Action movement တွေကိုရိုက်ချင်လို့ပေါ့နော်ဟိုမှာပြေးတာတို့ရေကူးတာတို့ပြီးတော့အားကစားလုပ်တာတို့ပြီးတော့ဒီကောင်းရဲ့ movement မြင်တယ်ဥပမာကျွန်တော်ဒီဟာကိုပြနေကျွန်တော်ပြနေရင်ဒီရှေ့ကိုပေါ့နော်အပြင်ပြလို့ရတယ်ပြီးရင်ဘေးကဟာတွေပေါ့အဲ့လိုမျိုးပေါ့နည်း natural ပူဆန်နေပေါ့နော်โอเคအခုချင်းရောက်တော့မယ်ဒီမီးပွားရဲ့အမြဲတမ်းပြက်တယ်အဲပါပြက်တယ်ဟိုပြီးရင်ဒီမှာအနေများတာအဲ့ဒီအနီးကိုကျွန်တော်တို့ကိုရတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဟိုဘက်ကအချိန်နဲ့လာတဲ့ကားတွေကိုကျွန်တော်တို့မမြင်ဘူးအခုဆိုလေဒီကားကြော်ပြီးကိုဆိုတော့ဒါအမြဲတမ်းပြက်တယ်ဆိုတော့အဲ့ဒါတော့မမိုင်းအနေရှိတယ်ဆိုတော့ကျွန်တော်ဆော့မဲ့ချင်ကတော့ဒီ power house ဖြစ်ပါတယ်ဒီကကိုရမှာပါPower House မှာကျွန်တော်သဘောကျတာဒီလိုမျိုး coffee တောက်လို့ရတယ်ပြီးလို့ရှိရင်အင်္ဂါခြားသားပတိစနေကြလို့ရှိရင်အပြောသေးကျွေးတယ်ဒါကသူတို့ရဲ့ service ပေါ့နော်ဒါလေးကတော်တော်လေးမိုက်တယ်အဲ့တော့အရင်ဆုံး 1M စလုံးမယ်video quality ကဘယ်လိုနေမလဲတော့မသိဘူးအခုကတော့လင်းရအောင်ဆိုတော့အဆင်ပြေပဲထင်တယ်ဒါပေမဲ့တစ်ခါလေတော့ noise နဲ့ထားမှထင်တယ်ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့အခုကျွန်တော်အချန်တစ်ခုရတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ Osmo Action 6ရဲ့အောက်မှာအတန်လိုက်လိုမျိုးပါတော့ကျွန်တော်တို့ဒီအပေါ်ကဘောင်တွေမှာကပ်ပြီးတော့တခြား shot တွေပေါ့နော်ကျွန်တော်တို့လုပ်လို့ရတယ်ပြမယ်အဲ့ဒီ Bulgarian split squat ကလည်းဘာမှလာမဟုတ်တာ back squat ထထောင်မှာပြန်နိုင်ရည် Okay ခေါက်ပဲကျန်တော့တယ်ကဲခုတော့မှာတော့ကျွန်တော်တို့ back extension ပဲဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ကျွန်တော်အောက်ပိုင်းထိုင်တာပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ခဏတစ်ဖြုတ်ကြောချော်ပြီးရင်3 km လောက် easy run မှာပါတယ်ကျွန်တော်ပုံမှန်ကျင်ဆိုးလို့ရှိရင်2 နာရီခွဲ3 နာရီလောက်ကတော့အရင်ကြာတယ်။ဘာ
ဘာဟိကြနေလဲဆိုတော့အခုမြင်တဲ့အတိုင်းပဲချင်းစော့တယ်ပြီးလို့ရှိရင်3 km လောက်ကလည်းကြီးရပေါ့နော်အဲ့တော့ gym စော့တာတနာကြီး3 km လောက်ပြေးတာနိုင်ဝက်တနိုင်ဝက်လောက်ဖြစ်တော့အဲ့မှာဒီလိုမျိုးအကျော်လျှော့တာပါညာလဲနောက်ထပ်နိုင်ဝက်လောက်ခရှိသေးတယ်ဆိုတော့2နာရီအဲ့တော့မှချင်းရောက်လို့ရှိရင် coffee တောက်တာပါတောက်တာနဲ့ရေချိုးတာနဲ့ပေါ့လေ3နိုင်လောက်ဖြစ်တော့အဲ့တော့ချင်းတစ်ခါစော့မယ်ဆိုလို့ရှိရင်အချင်းကတော်တော်ယူတယ်ပေါ့နော်လောက်တာတော်လေးကိုထိတယ်ဒီလိုမျိုးပေါ့ခြေထောက်ကိုဒီလိုမျိုးထားပြီးတော့ငင်းတစ်ခုခုမှာတင်လာလို့ရှိရင်ဒီအောက်ကအကျိုးလေးကလုံးဝပြည့်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးတစ်ခါလုံးရင်10မိနစ်ခွဲ2မိနစ်တော့အနည်းဆုံးတော့ပြည့်တယ်ဒီမှာတိုင်မာလေးပြီးသားရယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကတော့ဘယ်လိုလာမလဲတော့မသိဘူးကျွန်တော်ဒီကင်မရာဆိုင်းနဲ့ဒီလင်းတဲ့နေရာတွေရောမှောင်တဲ့နေရာတွေရောကြိုက်ထားတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လေအရင်တော့လင်းနေရတော့မဟုတ်ဘူးဒါပေမဲ့အခုမြင်ရတယ်တော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီကင်မရာဒီကတော့ combo set မှာပါတဲ့ tripod ပေါ့အဲ့ဒါကိုမှကျွန်တော်ကဒီအောက်က Osmo Pocket 3ကဒီထောက်တာလေးရှိလိုက်တာပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ပုံမှန်ဆိုဒီကောင်ထောက်လို့မရအောင်အခုဆိုလို့ရှိရင်ထောက်လို့ရပါတယ်ပြီးလို့ရှိရင်လည်းရှည်ခြင်းလို့ရှိရင်လည်းရှည်လို့ရတယ်ဒီလိုမျိုးပေါ့ဆိုတော့အရှည်ကြီးလည်းရတယ်အောက်မှာထိုင်ကုန်နေလည်းရတယ်ဆိုတော့အဆင်ပြေပါတယ်အသစ်ထပ်ဝယ်စရာမလိုဘူးပေါ့နော်ဟုတ်ကဲ့အားလုံးပဲ see you